ဒီတစ်ခါတော့ရှေးဟောင်းတမန်ရဲ့အကြီးကျယ်ဆုံးရုပ်ချက်တွေထဲကတစ်ခုကိုရှုထောင့်အစ်ကနေအတူတူကြည့်ကြရအောင်ဟုတ်ပါပဲပီရမစ်တွေကိုတကယ်ပဲဘလို့တိစုခဲ့ကြတယ်လဲဆိုတာပါပဲအခုကြားလိုက်ရတဲ့စကားကတော့ဒီပဟဲလီကိုဖြီးရှင်းဖို့ကြိုးစားနေတဲ့သူတေတီတရုတ်စီကလာတာပါဒီဆောက်ခဲ့တာမဟုတ်ဘူးထွင်းချူပုံဖို့ခဲ့တာဆိုတဲ့ဒီအဆိုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကျွန်တော်တို့တိချတဲ့ရွေးချက်တွေကိုလုံးဝစိန်ခေါ်လိုက်တယ်လို့ပါပဲဒီအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ကဲပထမဆုံးအနေနဲ့ဒီပြဿနာဘယ်လောက်ကြီးမားလဲဆိုတာကြည့်လိုက်ကြရအောင် Great Pyramid ဆိုတာကလွန်ခဲ့တဲ့နှစ်ပေါင်း4900လောက်ကတည်းကဘယ်သူမှဖြေရှာမရသေးတဲ့သမိုင်းဝင်ရာဇဝတ်မှုကြီးတစ်ခုလိုပါပဲသူ့ရဲ့ကြီးကျယ်ခမ်းနားမှုနဲ့တိကျလွန်တဲ့တိဆောက်ပုံကဒီနေ့ခေတ်အထီလူတွေကိုအံ့ဩနေစေတော့ပါပဲသူ့ရဲ့အမြင့်က46မီတာရှိပါတယ်ဒါဟာနှစ်ပေါင်း3800ကျော်လောက်အထိကမ္ဘာအမြင့်ဆုံးအစွန်အလုံးခေတ်စံချိန်တင်ခဲ့တာပါစဉ်းစားကြည့်လေရှေးခေတ်ကိရိယာတွေပဲသုံးပြီးဒီလောက်ကြီးမားတဲ့အစွန်အလုံးကိုဘယ်လိုများတိဆောက်ခဲ့ကြသလဲပိုပြီးမယုံနိုင်စရာကောင်းတာကဒီအဆောက်အုံကိုကြောက်တုံးပေါင်း2.3တန်းနဲ့တိဆောက်ထားတာပါကြောက်တုံးတုံးချင်းစီရဲ့အလေးချိန်ကပြင်းပြအပြင်ကားတစ်စီးစားလောက်ရှိတယ်လို့ဆိုပါတယ်ဒီလောက်များများတဲ့ကြောက်တုံးတွေကိုဘလို့တဲပြီးဘလို့နေရာချခဲ့ကြတယ်လဲဆိုတာကတကယ်ကိုအဖြစ်ရှားခဲ့တဲ့မိဟွန်းတစ်ခုပါဒါမဲ့အန်ဟိုးစရာအကောင်ဆုံးကတော့သူ့ရဲ့တိကျမှုပါပဲ Great Pyramid ဟာမြောက်အရစစ်နဲ့ရှင်လိုက်ရင်1 degree ရဲ့စမားပုံတပုံပဲလွဲချော့ပါတယ်ဒီနေ့ခေတ်လို့ GPS တို့ဘာလို့မရှိဘဲနဲ့ဒီလောက်တိကျအောင်ဘလို့လုပ်ခဲ့ကြတယ်လဲဆိုတာအင်ဂျင်နီယာပညာရဲ့အကြီးမားဆုံးပဟေလီတွေထဲကတစ်ခုဖြစ်ရှိနေတော့မှာပဲဒီကိစ္စမှာအဓိကကျတဲ့လိုအပ်ချက်ကဒါပါပဲရှေးခေတ်အရှိလူမျိုးတွေဟာအလုသမားတွေရဲ့လာစာပေးတာတွေပစ္စည်းထောက်ပံ့တာတွေကအစအရာအားလုံးကိုတေးသေးချာချာမှတ်တမ်းတင်ခဲ့ကြတဲ့ဒါပေမဲ့ပီရမစ်တွေကိုတကယ်ဘလို့ဒီဆော့ခဲ့တယ်ဆိုတဲ့အစည်းအဝေးကိုတော့လုံးဝချက်လက်ထားခဲ့ပါတယ်ဒါကြောင့်ဒါဟာပြပြစုံပြီးချီရဖျောက်ထားတဲ့ပဟေလီတစ်ခုလိုဖြစ်နေခဲ့တာပါကောင်းပြီဒါဆိုရင်ဒီဆောက်မှုပဟေလီတာကအဓိကတန်တရားရှိသူတွေတို့ပြောလို့ရမယ်။ theory တွေတို့တစ်ချက်ကြည့်လိုက်ကြရအောင်။ကဲအဓိက theory နှစ်ခုကိုကြည့်ရအောင်။တစ်ဖက်မှာကအပြင်ဘက်ချင်းကလန် theory ပါ။ဒီ theory ကဆိုရင်အဲ့ဒီချင်းကလန်ကြီးကိုတိစောက်ဖို့အတွက် pyramid ကိုယ်တိုင်ထက်တောင်ပစ္စည်းဖို့သုံးရနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြဿနာကရှင်းအောင်သူတည်တဲ့အထောက်အထားလုံးဝမတွေ့ရတာပါပဲ။နောက်တစ်ဖက်မှာတော့အတွင်းမဲ့ချင်းကလန် theory ရှိပါတယ်။ဒါပေမဲ့ pyramid ကို CT scan ရိုက်တယ်လို့မျိုးနောက်ဆုံးပေါ်နည်းပညာနဲ့စစ်ဆေးကြည့်တဲ့အခါမှာတော့ pyramid အတွင်းထဲမှာလိမ်ပြီးတက်သွားတဲ့လမ်းကြောင်းမျိုးလုံးဝမတွေ့ရပါဘူး။ဆိုတော့ theory နှစ်ခုစလုံးမှာဖြည့်ရှင်းလို့မရတဲ့အားနည်းချက်ကြီးတွေရှိနေပါတယ်။အခုတော်တော်များများ theory တွေအကျက်ရိုက်သွားစီတဲ့အပိုင်းကိုရောက်လာပါပြီ။အဲ့ဒါကတော့ pyramid ရဲ့အခက်အခဲဆုံးအပိုင်းဖြစ်တဲ့ထိပ်ဖြားပိုင်းပါပဲ။ pyramid ကိုအဆုံးတက်ရတာကစတင်ရတာထက်အစပေါင်းများစွာပိုခတ်တယ်လို့ဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့တိကျမှုအလိုအဆုံးဖြစ်တဲ့ထိပ်ပိုင်းကိုရောက်လေချင်းကတ်လန်းနေကြောင်အလုံးလုံးဖို့နေရကကျင်းမြောင်းလာလေဖြစ်နေလို့ပါပဲ။ဒါကြောင့်ချုံများပြီးပြည့်စုံတဲ့ထိပ်ဖြားပိုင်းဟာတကယ့်ကိုအင်ဂျင်နီယာပညာရဲ့အမွေအရာတစ်ခုလိုဖြစ်နေတာပါ။ကဲအခုတော့ပြဿနာတစ်ခုလုံးကိုရှုထောင့်ပြောင်းပြီးစဉ်းစားစေမဲ့သူတေတီဟိုနီချောရဲ့အသွေးဟိုတိတ်တစ်ခုကိုမိတ်ဆက်ပေးပါမယ်။ဒီ theory ရဲ့အဓိကယူအစကတော့တမားရိုးချတည်ဆောက်မှုလုပ်ငန်းစဉ်ကိုပြောင်းပြန်လန့်လိုက်တာပါပဲ။ဆိုလိုတာကအပေါ်ကိုတိဆောက်သွားတာမဟုတ်ဘဲအရင်ပို့ကြီးတဲ့အတုံးကြီးတစ်ခုကိုတိဆောက်ပြီးမှအောက်ကိုပြန်ထွင်းချပြီးပုံဖော်တဲ့နီးလန်းဖြစ်ပါရဲ့ဒီ theory တဲ့ရဲ့အဆင့်တွေကိုတဆင့်ချင်းကြည့်လိုက်ရအောင်ပထမဆုံးသူတို့ဟာတဘာဝတောင်ကုန်းတစ်ခုကိုအလုံးလုံးဖို့အတွက်မြေပြင်ကြီးကုန်းပတ်တစ်ခုအဖြစ်ပြင်ဆင်လိုက်ပါတယ်ပြီးသွားရင်တော့အဲ့ဒီအပေါ်မှာချင်းကလန်ဒီပါတဲ့ကြီးမားတဲ့ trapezoid ပုံစံအတုံးကြီးတစ်ခုကိုမူလပီရမစ်ထက်ပိုရေးအောင်တိဆောက်ပါတယ်နောက်ဆုံးအဆင့်ကတော့ကျေပြန့်ပြီးတည်ငြိမ်တဲ့အပေါ်ဆုံးကုန်းပတ်ကနေအောက်ကိုထွန်းပြီးပြည့်စုံတဲ့ပီရမစ်ပုံစံကိုဖော်ထုတ်လိုက်တာပါပဲဒီနီလန်းကထိပ်ဖြားပြဿနာကိုလုံးဝဖြေရှင်းပေးနိုင်ပြီးမျက်နှာပြင်အားလုံးကိုတိကျစွာလှုပ်ဆောင်နိုင်စေပါတယ်ဒီ theory ကနောက်ထပ်ပဟေလီတစ်ခုကိုလည်းဖြေရှင်းပေးနိုင်ပါသေးတယ်အဲ့ဒါကတော့ပျောက်ဆုံးနေတဲ့အထောက်အထားတွေရဲ့ပဟေလီပါပဲပီနီလန်းရဆိုရင်မူလအတုံးကြီးကနေပီရမစ်ပုံစံဖော်မှုထွင်းထုတ်လိုက်ရတဲ့ကြောက်တုံးတွေဟာတန်ချိန်2တန်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ဆိုတော့အဲ့ဒီကြောက်တုံးတွေရောဘေးရောက်သွားလေ။အဖြေကတော့ပျောက်သွားတာမဟုတ်ပါဘူး။ချင်းကလန်းရဲ့အတွက်သုံးမဲ့တဲ့ပစ္စည်းတွေဟာအမိုက်အဖြစ်လွင့်ပြရမယ့်အရာတွေမဟုတ်ပဲ။နောက်ထပ်တည်ဆုံးမဲ့အဆောက်အုံတွေအတွက်အဓိကကြောက်တုံးတွေအဖြစ်ပြန်လဲအသုံးပြုခဲ့တာပါ။မကြာသေးခင်ကတွေးစီခဲ့တဲ့အထောက်အထားတွေကလည်းဒီအယူအဆကိုထောက်ခံနေပါတယ်။ပီရမစ်ရဲ့အပြင်ခွန်ကြောက်တုံးတွေကိုစစ်ဆေးကြည့်တဲ့အခါ Burning Stone ဆိုတာတွေကိုတွေ့ရှိခဲ့ရပါတယ်။ဒါကဘာကိုပြနေလဲဆိုတော့
အလုတ်သမားတွေဟာပီရမစ်ရဲ့မင်းနဲ့ထင်အလုံးမှာတပြိုင်နက်တည်းအလုပ်လုပ်ခဲ့ကြတယ်ဆိုတာကိုညွှန်ပြနေပါတယ်ဒီလိုလုပ်နိုင်ဖို့ဆိုရင်ကျင်းမြောင်းတဲ့ချင်းကလန်တစ်ခုတည်းနဲ့မဖြစ်နိုင်ပဲကျဲပြန်းပြီးတင်ငင်နဲ့အလုပ်လုပ်စရာကုန်ပတ်ကြီးတစ်ခုလိုအပ်တယ်ဆိုတာကိုသက်သေပြနေပါတယ် အဆုံးတိုက်အငီနဲ့ပြောရရင်ရှေးဟောင်းသူတေသနာပညာမှာတက်သေးပြမှုဆိုတာဘလို့လုံးလို့တယ်လေပြီးလို့ပီရမစ်ပဟေလီဟာဘာကြောင့်ဒီနေ့ထိဆက်လက်တည်ရှိနေရတယ်လဲဆိုတာကိုသုံးသပ်ကြည့်ကြရအောင် တိတ်ပိုင်ပညာနဲ့ရှေးအောင်သူတေသနာပညာမှာသက်သေပြမှုဆိုတာကိုနားလည်ပုံချင်းနည်းနည်းကွာပါတယ်တိတ်ပိုင်မှာက theory တစ်ခုကိုထက်ခါလဲလဲစမ်းသပ်လို့ရတယ်ဒါပေမဲ့ရှေးအောင်သူတေသနာမှာတော့ရှိသမျှအထောက်အထားအားလုံးကိုအကောင်းဆုံးရှင်းပြနိုင်တဲ့ theory ကအခိုင်အမာဆုံးချလာတာပါပြောရရင်အမားအနည်းဆုံးအဖြေကိုရှာဖွေတာနဲ့တူပါတယ် နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုကတော့ဒီနေရာမှာခြေရလဲရမကြံရက်တာဟာမတော်တဆမဟုတ်ပဲတမင်တကရွေချက်ရှိရှိလှုပ်ဆောင်ခဲ့တာဆိုရင်ကောလူသားတွေရဲ့တည်ဆောင်မှုခြေရာကိုဖျောက်ပြီးပြည့်စုံတဲ့ပုံစံနဲ့တစ်ခုတည်းကိုပဲခြံထားခဲ့ခြင်းတဲ့ရွေချက်မျိုးရှိခဲ့မယ်ဆိုရင်ကောဒါကဒီဘေဟီလီကိုနောက်တစ်ဆင့်ထပ်တိုးလိုက်တယ်လို့ပါပဲ အဖြေတိုင်းကိုလက်တကမှရှာဖွေနိုင်တဲ့ဒီခေတ်ကြီးထဲမှာဘယ်တော့မှအဖြေရှာလို့မရနိုင်တဲ့ပဟေးလေးတွေလည်းရှိနေနိုင်တယ်ဆိုတာကိုတော့ကျွန်တော်တို့လက်ခံနိုင်ကြပါမလား